္ဂလာပါရှင်ကျွန်မနာမည်ကတော့ဒေါက်တာညင်ကိခိုင်ဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကနေပြီးတော့မျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ယာတီတုပ်ကွေးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ယာတီတုပ်ကွေးဆိုတာဘာလဲပေါ့နော်ဒီမိုးရာသီကိုရောက်လာတော့မယ်ဆိုရင်ယာတီတုပ်ကွေးဆိုတာကတော့ဒီဖြစ်လေဖြစ်ထရှိရဲ့အခြေအနေမျိုးဖြစ်ပါတယ်ရှင်ယာတီတုပ်ကွေးဆိုတာကတော့ကျမတို့ဒီ influenza ပေါ့နော် influenza virus ကခန္ဓာကိုယ်ထဲကိုဝင်ပြီးတော့တုပ်ကွေးပုံစံပေါ့နော်ယောဂမျိုးဖြစ်ပွားခြင်းဖြစ်ပါတယ်ရှင်အဓိကအားဖြင့်ဒီယာတီတုပ်ကွေးอ่ะပေါ့နော်ကျမတို့ကသူအမျိုးအစားတွေမျိုးစုံရှိရပေါ့နော်အမျိုးအစားတွေမျိုးစုံရှိရခါမှာတစ်နှစ်တစ်ခါပေါ့နော်ကာကွယ်ဆေးထိုးဖို့လိုအပ်တဲ့ဒီ virus တစ်မျိုးလည်းဖြစ်ပါတယ်ရှင်ဒီယာတီတုပ်ကွေးอ่ะပေါ့နော်သူဝင်ရောက်သွားပြီဆိုရင်ဘာဖြစ်လို့ပေါ့နော်နောက်ဆက်တွဲဆိုးကျိုးတွေရှိပြီးတော့ကြောက်စရာကောင်းလာလဲဆိုရင်ဒီယာတီတုပ်ကွေးอ่ะပုံမှန်ပေါ့နော်ကိုခံအားကောင်းတဲ့သူဆိုရင်တော့သူကသူ့ပါတာသူပေါ့နော်နှစ်ပတ်ခန့်ကြာတော့အခါမှာပျောက်သွားတာမျိုးဖြစ်ပါတယ်ဒါပေမဲ့ကဲ၍လူနာကပေါ့နော်ကိုခံအားကျနေတဲ့အခြေအနေမျိုးဒီကိုခံအားကျစေရဲ့ဆေးတွေပေါ့ဥပမာအဖြစ် steroid ဆိုတဲ့ဆေးမျိုးတွေကင်ဆာဆိုတဲ့ဆေးတွေကိုပေါ့နော်တောက်နေတဲ့သူမျိုးတွေဒါမှမဟုတ်အသက်60ကျော်တက်ကြီးရွယ်ဟိုဒါမှမဟုတ်လဲဒီကလေးပိုင်းတွေပေါ့နော်ကလေးပိုင်းတွေဒါပြင်ပေါ့နော်အကယ်၍ဒီကိုခံအားနေတတ်တဲ့ဒီ Alzheimer ယောဂပုံစံမျိုးကင်ဆာယောဂဖြစ်နေတဲ့သူမျိုးတွေဆိုရင်ကျမတို့ကဒီတုပ်ကွေးvirus ပိုးဝင်နေဆိုလဲအထူးကို view site ပေးတင်ပါတယ်ရှင်။ဘာဖြစ်လို့လဲတော့ဒီတုပ်ကွေး virus ပိုးဝင်တာကနေတဆင့်ပေါ့နော်နောက်ဆက်တွဲအနေနဲ့ဆိုးကျိုးတွေကတော့သူကအဆုတ်ရောင်တာမျိုးဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်ရှင်။ဒီအဆုတ်ထဲမှာပေါ့နော် virus ပိုးတွေပုံပြီးတော့အဆုတ်ရောင်တာမျိုးဖြစ်ပေါ်စေနိုင်တယ်။ဒါအပြင်ပေါ့နော် virus ပိုးကဒီသွေးထဲကိုရောက်ရှိသွားပြီးတော့သွေးစိတ်တက်တာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ဒီကနေတဆင့်ပေါ့နော်အခက်မသိအသက်ဆုံးရှုံးတဲ့အထိဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မလို့ true view site ပေးတင်ပါတယ်ရှင်။ဒါဆိုရင်ကျမတို့ကဒီတုပ်ကွေးပေါ့နော်လက္ခဏာတွေကဘာတွေလဲပေါ့နော်ဒီတုပ်ကွေးလက္ခဏာတွေအနေနဲ့ပေါ့နော်လက္ခဏာအနေနဲ့ဆိုရင်တော့ကျမတို့ကပုံမှန်ဖျားနာတဲ့ပုံစံမျိုးအေးမိပုံစံမျိုးနဲ့ခက်ဆင်ဖြစ်ပါတယ်ရှင်။ဘာလဲဆိုတော့လူနာကဖျားတယ်ခေါင်းတွေကိုက်တယ်အထူးသဖြင့်ဒီကိုလက်တွေကိုက်ခဲနေပါတယ်ဖျားတဲ့အချိန်မှာဆိုလဲချမ်းတုံတာအထူးဖြစ်တတ်ပါတယ်ပေါ့နော်ချမ်းတုံတတ်တယ်ပြီးတော့လူနာကဒီအသက်ရှူရတာကြက်တယ်ပြီးတော့နှာတွေစီးတယ်နှာတွေပိတ်တယ်ချောင်းတွေဆိုးတယ်ပေါ့နော်ဒါမျိုးတွေဖြစ်တတ်ပါတယ်ရှင်ဒါအပြင်ပေါ့နော်တချို့လူနာတွေမှာဒီဝမ်းလျှောတာမျိုးတွေဝမ်းပြက်တာမျိုးတွေဖြစ်တတ်တာမျိုးလည်းရှိတတ်ပါတယ်ရှင်ဒီလိုလက္ခဏာမျိုးရှိရဲဆိုရင်ကျမတို့ကနီးစပ်ရာဆရာဝန်နဲ့ပြသပေးတင်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ကဒီတုပ်ကွေးပေါ့နော်ယာတီတုပ်ကွေးကိုကာကွယ်လို့ရလားဆိုရင်ဟုတ်ပါတယ်ကျမတို့ဒီယာတီတုပ်ကွေးကိုကာကွယ်ရမယ့်နီလန်းတွေရှိပါတယ်ပထမဦးဆုံးပေါ့နော်အရေးကြီးရဲ့ကာကွယ်တဲ့နီလန်းပထမဦးဆုံးတစ်ခုကတော့ကာကွယ်ဆေးဖြစ်ပါတယ်ရှင်ဒီယာတီတုပ်ကွေးကိုဒီမြန်မာနိုင်ငံမှာဆိုရင်ကျမတို့ဒီမိုးတွင်းပေါ့နော်မရောက်ခင်မှာဒီမေအကုံမတိုင်မီမှာဒီယာတီတုပ်ကွေးကာကွယ်ဆေးတွေကိုထိုးလို့ရပါတယ်ရှင်ဒီယာတီတုပ်ကွေးကာကွယ်ဆေးမှာဆိုရင်သူက virus ကိုကာကွယ်ပေးနိုင်တဲ့ strain တွေကနှစ်စဉ်ပေါ့နော်အသစ်တွေပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီယာတီတုပ်ကွေးကာကွယ်ဆေးကိုတစ်နှစ်တစ်ချိန်ထိုးပေးဖို့လိုအပ်ပါတယ်ရှင်တစ်နှစ်တစ်ချိန်ထိုးပေးခြင်းအဖြစ်ဒီကာကွယ်တဲ့ဒီနှုံးမှာတစ်နှစ်တစ်ခါပေါ့နော်ယောဂရဲ့ပြင်းထန်တဲ့ဖြစ်ပွားမှုတွေကိုလျှော့ချပေးစေနိုင်တာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့ကဒီယာတီတုပ်ကွေးကာကွယ်ဆေးကိုထိုးလို့ရတာနံပါတ်1ဖြစ်ပါတယ်အဓိကအဖြစ်မဖြစ်မနေထိုးရတဲ့သူတွေကတော့ကျမတို့ဒီအသက်ကြီးရွယ်သူမျိုးတွေပြီးတော့ကိုခံအားနည်းတဲ့သူမျိုးတွေကလေးတွေပေါ့နော်ကိုဝင်ဆောင်အမျိုးသမီးတွေဆိုရင်ထိုးလို့ရပါတယ်ရှင်ဒါဆိုရင်ကျမတို့ကဒီယာတီတုပ်ကွေးကာကွယ်ဆေးကိုထိုးတဲ့အပြင်ပေါ့နော်ကာကွယ်လို့ရတဲ့တခြားနည်းလမ်းတွေကတော့ဒီယာတီတုပ်ကွေးဆိုတာကတော့အဓိကအဖြစ်အသက်ရှူလမ်းကြောင်းကနေတဆင့်ကူးစက်တဲ့ယောဂဖြစ်ပါတယ်လူတစ်ယောက်ကချောင်းဆိုးလိုက်ရင်တော့၎င်းဒါမှမဟုတ်နှာစီးလိုက်ရင်တော့၎င်းပေါ့နော်ဒီနှာခေါင်းကထွက်လာတဲ့အဆက်ကလေးတွေဒီပါးစပ်ပေါ့နော်ပါးစပ်ကနေထွက်လာတဲ့ droplet လို့ခေါ်တဲ့အဆက်တွေထဲမှာဒီ virus လေးတွေပါလာတာပေါ့နော်ဒီ virus လေးတွေကိုတခြားသူကရှူရှိုက်မိတဲ့အခါမျိုးမှာတယောက်နဲ့တယောက်ကူးစက်နိုင်ပါတယ်ဒါကြောင့်မလို့ပေါ့နော်အိမ်မှာတယောက်ဖြစ်တယ်ဆိုကြံတဲ့သူတွေလည်းဖြစ်ပွားနိုင်တာမျိုးအခြေအနေမျိုးဖြစ်တတ်ပါတယ်ရှင်ဒါအပြင်ပေါ့ကျမတို့ကဒီနေမကောင်းတဲ့သူကပေါ့နော်ဒီနှာစီးလိုက်တဲ့အခါမှာအဲ့ဒီမှာရှိတဲ့ပေါ့နော်အဆက်တွေကဒီအရာဝတ္ထုတစ်ခုခုပေါ်ကျသွားတယ်ဒါကိုတခြားသူတယောက်ကမသိပဲကင်တွယ်မိတယ်ဒါအပြင်နှာခေါင်းတွေပါးစပ်တွေပုတ်တိုင်မိသွားပြီဆိုရင်သူကလည်းယောဂပိုးကူးစက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုအခြေအနေကိုကာကွယ်ဖို့အတွက်ကျမတို့ကကိုကလည်းယောဂဖြစ်နေတယ်ဆိုရင်
အိမ်မှာပဲနေသင့်ပါတယ်ရှင်ဒါအပြင်နှာစီးရာချောင်းဆိုးရာပြုလုပ်တယ်ဆိုရင် mask ကိုတပ်သင့်ပါတယ်ရှင်ဒီအပြင်လူထူထပ်တဲ့နေရာတွေကိုလည်းသွားခြင်းကိုရှောင်ရှားပေးရမှာဖြစ်ပါတယ်ရှင်အကယ်၍ပေါ့နော်ကိုကဒီနှာစီးချောင်းဆိုးလုပ်တယ်ဆိုရင်လည်းလက်ကင်ဘွားသို့မဟုတ်ကျမတို့ဒီလက်နဲ့ပေါ့နော်ကာပြီးတော့ဆိုသင့်ပါတယ်ရှင်အကယ်၍ပေါ့နော်ကျမတို့အိမ်မှာတယောက်ယောက်ပေါ့နော်ဒီလိုမျိုးတုပ်ကွေးဖြစ်တယ်ဆိုရင်ဖြစ်နိုင်ရင်အခန်းခွဲပြီးတော့နေထိုင်ပေးသင့်ပါတယ်ရှင်ဒါအပြင်အရေးကြီးတဲ့တစ်ချက်ကတော့သူက virus ရောဂါပိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုခံအားကောင်းအောင်နေဖို့ကလည်းအလွန်ကိုအရေးကြီးပါတယ်ရှင်ကိုခံအားကောင်းဖို့အတွက်ဆိုရင်အစားအသောက်မှာဆိုရင်ကိုခံအားကောင်းစေနိုင်တဲ့ဗီတာမင် C ပါတဲ့စားသောက်တွေလိုအပ်ပါတယ်ဒါအပြင်အစာအာဟာရကိုပေါ့နော်စုံလင်စွာစားသောက်ဖို့လည်းလိုအပ်ပါတယ်ရှင်ဒါအပြင်ကိုခံအားကောင်းဖို့အတွက်ဆိုရင်အိပ်စက်ချိန်ကအနည်းဆုံး8နာရီရှိဖို့လိုအပ်ပါတယ်ဒါအပြင်ရေများများတောက်ဖို့လည်းလိုအပ်ပါတယ်ရှင်အပြင်ကနေပြန်လာပြီးတဲ့အခါတိုင်းဒီလက်ကိုလည်းပုံမှန်ဆေးခြင်းအဖြစ်ကျမတို့ကရာသီတုပ်ကွေးရောဂါကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကနေပြီးတော့ရာသီတုပ်ကွေးကြောင်းကိုမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်ကြည့်ရှုသူပရိသတ်များအားလုံးကျန်းမာကြပါစေကျေးဇူးတင်ပါတယ်ရှင်